ရေတကွန်စီရောက်ပါပြီ။ညနေရောကြံနေတယ်။ကလိုင်းဖြစ်နေတော်တော်ပူလာဆိုတော့နင်းပြောကြကုန်ပြီပေါ့နော်။ဒါကတော့ပြင်သစ်နဲ့စပိန်ကြားတွေကတောင်တန်းကြီးပေါ့နော်။ပီခိနီဆိုတဲ့တောင်တန်းခေါ်ပါတယ်။ကျွန်တော်တို့အမြဲတစေသွားနေတဲ့တောင်တန်းပေါ့နော်။သူကတော့တောင်တန်းကြီးကတော့အကြီးပဲသို့တော်ညာလေအိမ်မှာလေစရာပတ်စရာတွေကအများကြီးဆိုတော့တစ်ခေါက်သွားရင်တနေရာပြောင်းပြီးလေကြတယ်ပေါ့နော်အခုဟာကတော့အပူရှိန်ကိုရှောင်ရင်းနဲ့ဒီလိုတောင်တန်းလေးကိုစီလမ်းရှောင်နေကြတာပေါ့လေဒါကတော့တကယ်ကိုတာယာလှပတဲ့နေရာလေးပေါ့နော်ပန်းလေးတွေရဲ့ချောင်းရည်စီးပန်းလေးရဲ့ပြီးတော့တောင်တန်းကြီးရဲ့ရေတခွန်လေးရဲ့နှင်းလေးရဲ့ပါညလှပတဲ့နေရာဘာမှဘယ်သူမှလည်းမရှိဘူးနှစ်ပန်းလေးကိုကြားရတယ်တောင်စိတ်လေးတွေတွေ့မလားလို့ရှာကြည့်နေတာပေါ့နော်တောင်စိတ်ကြီးကတောင်ကုန်းပေါ်မှာဒီတောင်ကြီးကြောက်တောင်ကြီးပေါ်မှာတွေ့ကပ်ပြီးနေတာဆိုတော့ရှိစီးတယ်ဟုတ်တယ်ဒါကတောင်ကြီးမှာဆိုရင်တော့35-36ဒီဂရီလောက်ရှိတယ်ကျွန်တော်တို့ကဒီတောင်ပေါ်မှာမီတာ1800နဲ့2000ကြားဆိုတော့လေဒီရေခဲလေးတွေကရှိနေသေးတယ်ပေါ့နော်ခလောင်းကြီးတောင်ဖြစ်နေတယ်သူကလေရေစီးတာခလောင်းလေးကနေပြန်စီးနေတာအဲ့နာတီရောက်သွားပါဦးမယ်လှလာပါတော့လှလုံးတော့လေကိုချီရခင်ရတဲ့သူတွေပြခြင်းနဲ့ပေါ့နော်ဒီလိုနေရာလေးတွေအေးချမ်းတဲ့နေရာလေးတွေလိုက်ပူခြင်းနဲ့ပြခြင်းနဲ့မသွားပြစ်တောင်မှဒီလိုမျိုးတဘာဝလေးကိုကြည့်ပြီးတော့ခံစားစေချင်တာပေါ့နော်စိတ်ကဒီချောင်းလေးဘေးမှာထိုင်ပြီးတော့ပကြီးလေးဆွဲပြီးတနေ့ကုန်လှဲအိပ်ပြစ်ချင်တာဒီနားလေးမှာလေတကယ်ကိုမှကြည်နူးစရာနေရလေဒီနေရာမှာဝက်ဝင်ရှိတယ်တဲ့ဝက်ဝင်နေပေါ့နော်အဲ့လိုမျိုးဆိုတော့ခါကျတော့ကိုလည်းဝက်ဝင်တွေ့ရမလားလို့တော့ကြည်နေတာပဲဒါပေမဲ့နေခင်းဆိုတော့ဝက်ဝင်နေရရှိမှာမဟုတ်ဘူးဒီတကွန်ကြီးကစီးကြပြီးတော့ဒီနှင်းရင်ကကြံနေတဲ့နှင်းတွေကဒလိုင်းလိုဖြစ်နေတယ်နော်အဲ့ဒီကလေးချီရအောင်သွားပါမယ်။ထားလိုက်ကြလို့
ကိုခင်းသွားနေတာကိုကျောင်းမှချင်းမဟုတ်ပါဘူးတကယ်တောတွေတောင်းနေသေးရသဘာဝတွေရဒီကိုယ်တိုင်သွားရောက်မှမြင်ရတာဆိုတော့အဲ့လိုအလှပလေးတွေကြတော့မြင်စီခြင်းနဲ့ပေါ့နော်တချို့လူတွေတောင်းမတက်နိုင်ကြတော့ဘူးမသွားနိုင်ကြတော့ဘူးဆိုတဲ့ချင်းကြတော့ကိုကဒါမျိုးလေးတွေလှလာလေးပြချင်တယ်ပေါ့နော်တိုင်းလေးတွေချစ်တော့တိုင်းလေးရပုံလိုက်ဒီနေ့တော့အကောင်လေးတွေတွေ့ရတယ်တော့စိတ်ကြီးတော့တွေ့ရမယ်ဆိုတော့ထင်ရလာတယ်ဒါတော့တောင်းကြီးပြူကြတာပေါ့နော်ဒီနေရာမှာရေတံတွေကအရန်ဆူတော့လေအဲ့အတန်ကိုဖျောက်လိုက်တယ်ပေါ့နော်အတန်ဖျောက်ပြီးတော့ခါကြတော့မှဒီတိုင်းပဲဗီဒီယိုဆက်ရိုက်လိုက်တယ်ဒီအောက်မှာတော့တကယ်ကြနေလို့ရှင်တော့အပူရှိန်နဲ့နှင်းကိတ်ပြူကြရင်တော့လေအောက်မှာတခါတည်းရေခဲရိုက်ပြီးသားဖြစ်မှာပဲအကြီးပဲတရားပေါင်းကူးလိုမျိုးပေါင်းကူးတရားလိုမျိုးကြီးဖြစ်နေတာပေါ့နော်နှင်းတူကြီးကတော့ဒူကြီးကတော့တော်တော်များများကြံသေးတယ်ဒါပေမဲ့တဖြည်းနဲ့တော့ပျော်တော့မှာပါဒီရပိုင်းကအရန်ပူတော့အဲ့ဘက်ကနေဖြက်ပြီးတော့အဲ့ဘေးကနေနည်းနည်းလေးတက်ကြည့်လိုက်တာပေါ့နော်တက်ကြည့်လိုက်တော့ခါကျတော့အဲ့အပေါ်ကမြေတွေကတဖြည်းနဲ့ပြိုကျထားတော့နှင်းပေါ်မှာကမြေသားလိုပုံစံမျိုးတွေဖြစ်နေတာအဲ့ဒါကျွန်တော်အမျိုးသားအပေါ်ထိတက်ချင်တာသူကအပေါ်ကနေနည်းနည်းကုတ်ကပ်ပြီးတော့တက်ချင်တာကျွန်တော်ကတက်မနေတော့နဲ့လို့အကယ်၍မြန်ချော်ကြခဲ့လိုက်လို့ရှင်အဲ့မှာအောက်မှာနှင်းနဲ့ဆိုတော့အဆင်မပြေဘူးလမ်းကြောင်းလည်းမရှိဘူးလမ်းကြောင်းနဲ့အဲ့ဒီလမ်းလျှောက်လို့ရတဲ့ကျွန်တော်တို့စီမှာ application ရှိတယ်အဲ့ application ထဲမှာကြည့်တော့လေဒီအပေါ်တက်တဲ့လမ်းကြောင်းမရှိတော့ခါကျတော့ဆက်မလျှောက်တော့ဘူးပေါ့နော်အဲ့ဒါနဲ့ဒီကိုဘာသာကိုအနီးနားလေးဒီပတ်ဝန်းကျင်အနီးနားလေးပဲရိုက်ပြီးတော့ပြန်လာကြတာဒါကအဲ့ဒီရေတခွန်ရဲ့ဘေးရောက်သွားပြီအဲ့ခုနကမြင်ရတဲ့လှိုင်ကူကြီးရဲ့နှင်းလှိုင်ကူပေါ့နော်နှင်းလှိုင်ကူရဲ့အပေါ်ကိုရောက်သွားပြီဒီနေရာအပေါ်ရောကနေလှမ်းကြည့်တော့လေအောက်မှာဒီလိုမျိုးခလောင်ကြီးပဲပေါ့နော်ချော်ကြရင်တော့အဲ့ဒါတခါတည်းအောက်ထဲကိုဒိုးယူပေါက်ဖြစ်မှာပဲဒီကနေ့ကတော့တလိဆန်လေးတွေမတွေ့ရပါဘူးတဘာဝရှုခင်းအလှလေးပဲကြည့်ပြီးတော့လမ်းလျှောက်ပြီးပြန်လာရတာပေါ့နော်ဒါပေမဲ့ခြေနဲ့ပါတယ်လှလို့